အားလုံးပဲမင်္ဂလာပါခင်ဗျာ DC1 MPD ရပါကဲဒီနေ့ကျွန်တော်မျိုးတဲ့သွားမယ်ကျွန်တော်ရဲ့ကားเนาะ Suzuki Hijack ကလေးကမာကနန်းကြတဲ့နေပေါ့ဗျာ3လပိုင်း9ရက်2026ပေါ့ကျွန်တော်မျိုးတဲ့သွားမယ်မျိုးတဲ့သွားပြီးကျွန်တော်ဓာတ်စီတွေပဲသွားထည့်ကြည့်မယ်မျိုးတဲ့ကားလမ်းချင်းတွေကြည့်မယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တစ်ခေါက်မှမရောက်ဘူးသေးတဲ့ဒလရန်ကုန်မြစ်ဖြတ်ကူတဲ့ဒလဂုံးကျော်တော့အသွားပြန်ကျွန်တော်သွားမယ်ကားနဲ့မောင်းသွားမယ်ကျွန်တော်တပည့်နဲ့ကျွန်တော်2ယောက်သွားမယ်လမ်းမှာလေးတွေကိုကျွန်တော်ရိုက်ကူးပြမှာပါနော်အခုရိုက်ကူးတဲ့ဗီဒီယိုဖိုင်လေးဟာတချို့ live ပေါ်မှာကြည့်ရတယ်နော်မမြင်လိုက်ရတဲ့လူတွေအတွက်လည်းဖြစ်တယ်အရင်တော့လူတွေရှုပ်နေတယ်အခုတော့ဆုံးရမိုင်းရတဲ့ကားမောင်းဆိုလမ်းကြောင်းကနည်းနည်းရှင်းတယ်ဗျနောက်တစ်ခုကရှိတယ်မြန်မာပြည်ရဲ့အဝေးရောက်နိုင်ငံခြားရောက်နေတဲ့လူတွေအတွက်လည်းအောက်မေ့ပွဲအမှတ်တရလေးပေါ့ဗျာအမှတ်တရလေးအနေနဲ့ထူးထူးခြားခြားလေးတစ်ခုအနေနဲ့တော့၎င်းကျွန်တော်ရိုက်ကူးတင်ပြခြင်းဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူလိုက်ကြည့်ရှုလိုက်အောင်ပေါ့နော်ကျွန်တော်အမှဓာတ်စီတိုင်းတွေ့တယ်မြင်တဲ့အတိုင်းပဲပါခင်ဗျာရှင်းနေတယ်ဓာတ်စီဆိုင်ကတော့ဓာတ်စီရပါတယ်တန်းစီတာလည်းမတွေ့ပါဘူးနောက်တစ်ဆိုင်ခင်ဗျာဒါပစုံတော်ဘက်ကိုကျွန်တော်ရောက်နေပြီပေါ့နော်နောက်တစ်အပလောကကျွန်တော်ဂုံးကျော်တရားပဲဂျပန်ဂုံးကျော်တရားအားလုံးသိမှာပါကျွန်တော်ဆက်ဖြတ်သွားတယ်ရေကျော်ကနေပါကျွန်တော်မျိုးထဲဝင်ပြီပေါ့ဗျာကျွန်တော်အသေးစိတ်တွေတော့သိမပြရတော့ပေါ့နော်ဗီဒီယိုဖိုင်လေးရှည်သွားမှာဆိုလို့ညာဘက်ကွင်းရေကျော်လမ်းပေါ့နော်ရေကျော်လမ်းဖြတ်လမ်းသွားလို့ရကျွန်တော်ဒါလိုက်ကန်းနာအောက်ကိုဆင်းသွားမယ်လမ်းတော့ရှင်းနေတာပဲတော်တော်လေးရှင်းမတက်စီနေဒီဇိုင်းလမ်းမှာတွေ့ရိုက်ပြတယ်တန်းစီတာမတွေ့ပါဘူးကျွန်တော်မြို့ထဲကိုရောက်သွားမြို့ထဲမှာရောက်ပစ္စည်းလေးဝင်ဝဲနေတာပေါ့ဒီတော့နော်စေးကဂလာတရားကိုရအောင်တက်မယ်လေဒါပေမဲ့အပေါက်ပြောင်းနေလို့လေအဲ့ဒါလည်းကျွန်တော်မြို့ထဲကိုသွားပြီးတော့တရားဝတ်တဲ့ကျွန်တော်လမ်းမသိဘူးဖြစ်နေတယ်တိုင်ဘက်နေအဲ့ဒလာတရားကိုတက်ပါနေလေနော်ကားနဲ့တက်ဒီကားနဲ့တက်ပါ Discovery MPD ကားကြီးနဲ့တက်မယ်သူကအစင်းကားတွေပဲရှိတယ်အတက်ကဟိုဘက်ချမ်းနဲ့တူတယ်ကျွန်တော်နေတော့ချက်သွားကြည့်လိုက်ပါလားချက်သွားကြည့်လိုက်ပါမယ်တော်သားမျိုးရလို့တာတန်မျိုးဆိုပြင်းနေတိုင်ဒီနားရောက်တော့ကားကျက်တယ်နော်နောက်လျှောက်မောင်းလာဒီနားရောက်ကကားကြီးကျက်မနေမှတက်တာမနေမှတက်တယ်ကျွန်တော်နော်ရှိုးလိုက်အဲ့တရားကိုတက်မှာအဲ့တရားကိုတက်ဆိုတော့ဒီဘက်ဟာကြီးကဒါအစင်အပေါက်ပြောင်းတယ်အပေါက်ပြောင်းတက်မဲ့ပေါ့ဘယ်ရမှာလဲလာတရားတက်ဖို့အပေါက်ပြောင်းမေးလေငါလိုင်းရနည်းနည်းဒါရက်လေဘယ်လိုလမ်းမေးဘတူမေးရမှာဟိုကဘယ်ကနေဟိုကနေတက်ရတာပေါက်ကတော့ဟိုဘက်ချမ်းနာမှာဟိုဘက်ကိုကူးလိုက်မှာကွာโอเคနော်ဟိုဘက်ကိုကူးကြလိုက်ပဲကူးလိုက်တဲ့တဲ့ဘယ်ကနေမိုးဝင်းနာဘယ်နာတက်မလဲကားဆရာချင်းတော့မေးရမှာဒါချင်းဟိုတန်းရောက်ပြီဟာလည်းဘယ်ရောက်ချင်းဟိုတန်းလဲချင်းဟိုတန်းကန်းနာရောက်ပြီနည်းနည်းလေးဖိမောင်းလိုက်ရှေ့ဒီစတာချင်းဟိုတန်းပြီးတော့ဖုန်းကြီးလမ်းအဲ့တော့ငါဒီဘက်ကိုချိုးအောင်ဒီရှေ့မှာ19လမ်း19လမ်းဒါချင်းဟိုတန်းအခုတရားဘောဘယ်ရတက်ရလဲကိုတရားဘောတက်ချင်းလို့မော်ဒင်ကိုသွားမလားโอเคသွားမယ်တက်မယ်ဒီနေ့မော်ဒင်ကိုသွားမယ်မော်ဒင်အပေါက်ပြောင်းနေကျွတ်ပေါက်ပြောင်းမော်ဒင်ဘက်ကိုသွားမယ်လားမော်ဒင်ဖုန်းလမ်းစကားတလီစကားအိုယိုတဲ့နည်းရလွတ်တယ်ကိုကြီးလွတ်တယ်အပေါက်ပြောင်းဟိုဝါတဲ့နေဒီရနေမဟုတ်ရှေ့ရဟိုမမြင်ရတဲ့ဟာကြီးဒီကမဟုတ်ဒီပွားပြစ်ဖို့များတယ်ဒီမှာလည်းကန်နိုင်ကြီးပဲဒီတော့ဟိုရှာကလန်ကြီးများလိုက်ရှာကန်လုံးနေအပေါက်ပြောင်းကြောင်ပေါက်ပြောင်းနေတဲ့မှဒီလားဟိုဦးတင်တရားပြစ်ဖို့များမဟုတ်ဘူးဟိုရှေ့ဟာမော်တင်ရလို့ပြောဟိုရှေ့ဟာဒါဒီနာမဟုတ်လေဒီဘက်ကျန်ဟုတ်တယ်ဒီမှာလည်းဟုတ်ရပေါက်လဲမသိရပေါက်မိတယ်ခဲပေါက်ရင်ခဲပေါက်
ငါတို့ကဘယ်လိုကိုရေးရိုက်ဒီဘက်ကိုပြေးလိုက်မှာကွာအလေကျော်ငါယူရဲကျော်မှန်လာပြီးမျက်နှာပြေးဆောက်ဒီအပြည့်မယ်နော် ဟုတ်တယ်ဟုတ်တယ် တက်မယ်ကွာတက်မယ်တက်ပြီးတော့ငါတို့ဘယ်လိုပဲဖြောင်းသွားနော်ဘယ်ဖြောင်းလဲဒီမော်တင်ရော ဒီတက်သွားမှာတက်သွားမှာ ဟမ် တက်သွားပြီးမှတက်သွားမယ်လေပြီးမှကိုကျော်ပြန်ယူဝိုက်ပြီးတော့ဒီဘက်ကိုပြန်တက်โอเค ဆွဲမယ်ကွာ ဆွဲဗျာဆွဲကိုဘောโอเค ဟုတ်ပြီ ဟုတ်ပြီ ကြောင်ပေါက်ရောက်နေပြီ အဲ့မှာအကက်အဖြတ်ရှိတယ် ဖြတ် ဟိုရှိမှလည်းအဖြတ်ရှိတယ် ဟုတ်ပြီနော်ရိုက်တော့ကျွန်တော်ဒီကနေဝိုင်းမယ်ဗျာ ဒီကနေ white တက်မယ်နော် ဝိုင်းမယ်ဘာလေးပြစ်မလဲတော့ရောဖြတ်ပြီးဖြတ်တယ် ဖြတ်တယ်ခုနက pro box တစ်စီးတက်သွားတယ်ဒါ white တာပဲ ဝိုင်းတာပဲ white ပြီ ဝိုင်းပြီတဲ့ တက်ပြီစားတက်မယ်နော်โอเค တဲ့ တက်ပဲကဲတက်ပြီဗျာတရားတက်ပြီဟလားတရားတက်ပြီ ရောက်စားမယ် ရှိဘူးဒီနိုင်ဆိုတာမရှိဘူးဒီကတက်ပြီကွာโอเค ဒီဘက်ရိုက်လာပါလေးရိုက်ပါကဲ first time တဲ့နေ first time အလေရောက်မှဘေကိုရအကားတော့တိုက်တောင် အိုက်ကားနောက်လိုက် ဒါသူချုပ်တယ်လမ်းနော် ဟုတ်တယ်အခုပိတ်ထားတယ်ပေးမချဘူး ပေးကြောက်ဟောကဲကျွန်တော်တယောက်ပဲကြီး ရောက် ဟိုမြစ်နေပါရိုက်ကြလိုက်ပါဘေးပဲညာတွေရိုက်ကြလိုက်ပါ ဟိုမကြည့်ပါဦးဗျာကဲစတက်ပြီနော်တက်တက်တော့တက်နေတယ်ပိုင်းတော့လည်းမောင်းနေတာဒီပိုင်း ဘိုင်းလုံးကလည်းမောင်းနေရပဲဒီမှာ ဟိုအဘေးတွေပဲမောင်းနေတာကြိုက်ဝိုက်တယ် ဒီမှာကြည့်အောင်ဗျာလှလိုက်တယ်ကြည့် ဒါရဲ့အလေကိုရောက်ပါပြီရိုက်တာ โอเคစတက်ပြီနော် ကျိုးတယ်ပြီးကျိုးတိုင်းလေးအာဘော်ရီဘာဒီဘော်ရီရိုက်တာ အားလေ ရိုက်နိုင်တယ်နော် လိုက်တယ် ကရာဒီ မိုက်တယ်ဗျာ ကိုရီးယားမြန်မာချစ်ရတာဟို ချစ်ကြည် DCY MPT Discovery မြန်မာပြည်သားအားလုံးတွေ့သိပ္ပံကဘာစူးစမ်းလို့ရှာဖွေတင်ဆက်နေတဲ့ဗဟုသုတဖြာ We are Discovery မြန်မာပြည်သား We are Discovery မြန်မာပြည်သား DCY MPT Discovery မြန်မာပြည်သား We are Discovery မြန်မာပြည်သား We are Discovery မြန်မာပြည်သား ကျွန်တော်တို့အခုတရားဝစတက်ပြီတရားဝစတက်တဲ့အချိန်ခါမှာတခါလေရကျွန်တော်မိုဘိုင်းဖုန်းနဲ့ရတဲ့ကအပြင်တော့၄တန်းနေပါတော့နော်ဝေါဆိုတော့၄တန်းတွေက noise ဖြစ်တဲ့အတွက်ကျွန်တော် AI နဲ့ဖန်ဆင်းထားတဲ့သချင်းလေးပေါ့အစားထိုးထည့်ထားပါတယ်ငါးပြတဲ့ကားနဲ့မောင်းတာပါ ငါးပြတဲ့ကားနဲ့သွားတာပါလို့နော်ဟိုငါးပြတဲ့ကားနဲ့သွားတာတလားဟုတ်နော်โอเค ဒီကျွန်တော်တို့အရှိကဂိတ်ကိုဖျက်ရမယ်အချွတ်ကိတ်မှာဖုံပေးရမယ်နော် ဟုတ်တယ်ပေးရ ဂိတ်ကြီးပေးရမယ် ဟုတ်တယ် ဟုတ်ပြီရိုက်တာတလားဂိတ်ကြီးလေးလည်းပြလို့ပြလို့ကျွန်တော်ရန်ကုန်ကတကယ်ကျွမ်းလာတခါမှမတက်ဘူးအဲ့တိတ်ခါကြမှာဆိုလို့ပေါ့ဗျာရအောင်တက်သွားဝါရင်နာမျိုးထဲမှာဝယ်ရင်တဲ့ပစ္စည်း ဝယ်ရတဲ့ပစ္စည်းကဝယ်မရလို့တလားပတ်ချမ်းရောက်လာတာ တော့မင်းလာပဲတော့မရှိရတယ်ရိုက်ဂိတ်ကိုကျွန်တော်တို့ရောက်ပြီးဂိတ်ရောက်ရင်ကျွန်တော်တို့ဂိတ်ကြီးဖြတ်မယ်ပေါက်ပြရတယ်ဘာလဲကျွန်တော်လည်းမသိဘူးကဲဒီဘက်ကိုကူးလိုက်ပဲငါချားလေးကူးပြီးတော့ရိုက်ဖြတ်တာပေါ့နော်ရိုက်ကြီးတာအဝင်ကြီးတာတော့ဒီ ဂိတ်တော့ရောက်ပြီနော်မြန်မာနဲ့ကိုရီးယားချစ်ကြည်တရားတဲ့တလား ဘယ်ဘောက်ကဘယ်လိုပတ်စံပေးရလဲငါဘယ်ကပြောရိုက်ဒီကြီးရိုက်တာရိုက်နေသူပတ်စံပေးတယ်တော့နော်那点你现在讲，哎，这个来不能改呀。ကဲဘယ်လောက်ကြာလဲတော့မသိဘူးနော် ဘယ်လောက်ကြာကျွန်တော် YouTube ရိုက်တာပါရန်ကုန်ဆင်းလာ ဘယ်လောက်ကြာလဲတော့မသိပါဘူး ဒါ
ဟိုဘက်ဆက်သွားပြီးတော့အခုပြန်ကွေးတော့ဘယ်ဘက်ကကွေးလဲ ကိုကြီးကရိုင်းသွားလို့ဒီထဲဝင်လိုက် ဟုတ်ဝင်ပြီးတော့ ဒီကနေပြန်ကွေးလာခဲ့ကိုကြီးခန်းကကိုမလာ โอเคသဘောပေါက်ပြီဟုတ်သဘောပေါက် အတက်ကြီးပေးရသေးလားအတက်ကြီးပေးရလား ညာပေးရခင်ဗျာ ဟုတ်ကဲ့ဟုတ်ကျေးဇူးပါကိုကြီးဟုတ်ကဲ့ ကဲသွားမယ် ဆက်ရွှေ့ပါ ရိုက်ဆက်ရတော့တက်ကြီးဘယ်လောက်ဝေးရလဲ တော့ပြီလဲတော့မသိဘူးအေးမကြည့်လိုက်မယ်ဟိုမှာကြည့်လိုက်မယ် အဲဆိုင်ပါရဲ့ 900ကျက်တယ်ဗျာ900ကျက်ဒီမှာ ကျွန်တော်တို့ကားလေးအတွက်ကျွန်တော်မသိ ကျန်တဲ့ကားတော့မသိဘူးပေါ့နော်ကျွန်တော်တို့ကဖိုက်ကျက်လေးဆိုတော့900ကျက် ရောက်တယ် အဲ့ဘက်ကိုတွားရင်တော့ဟိုကတွန်တေးဆိုတာတွန်တေး ဒီဘက်သွားရင်ဘယ်ရောက်လဲ တွေ့လားတွန်တေးဟုတ်တယ်ဟုတ်တွန်တေးရဲ့ ဒီဘက်သွားရင် ဒီဘက်တွားရင်တော့မသိ မဓာတ်စီနဲ့ချောင်းကြီးဟုတ်ပါ ဘူးတလားတသိလားနိုင်တယ်လားမင်းနိုင် နိုင်ချင်းဒီတဲ့မှာလားဒီဘက်လားဟုတ်ပါလား အဲ့ဒါတရားအစင်းပေါ့နော်အော်ငါတို့ပြန်တင်ပြ ဟုတ်တယ်ကားငယ်ကိုတော့ကိုလို့မရဘူးမှာပလိတ်ရှိတယ် အဲ့ဒါကြီးဟိုးရှင်းမှာရွာတယ်ရွာမှာသွားကွေးလိုက်မယ် ရှင်းရတယ် ဒီကလိုင်းသားရနဲ့တူတယ်လို့ပဲလားဒီဘက်လိုင်းသားသွားရင်ဒီဘက်လားဟုတ် တိုင်းတိုင်းကဘယ်ဘက်ကိုသွားကျင်လဲ ဒီအခုတော့ကျွန်တော်တခါမရဘူး ကဲတဲ့ဖြတ်မယ်ဗျာတဲ့ဖြတ်မယ်ဗျာတဲ့ ဝေးဒီပါတောင်းဝေးဒီလည်းတူ မရှိတယ်ကိုဟိုမှာထိုင်နေရတယ်လား ဟမ် ဟိုမှာပလိတ် ဟုတ်တယ်ဟိုဟိုရင်းတွေ့တယ်ဗါလဲဟိုရှင်းဗါလဲစုံရမရဲ့အတွက် ဆောင်ရမရဲ့အတွက် ကဲကျွန်တော်တို့ဒီနေရာမှာလက်ဖေးလေးပါလေးဝင်တော့မယ်ကျွန်တော်တပည့်နဲ့ကျွန်တော်လည်းနှစ်ယောက်ဝါဒီတော့သွားနေတာပါဗျာ တော့သွားနေရပဲဗျာဒလာတော့ဆင်းချလာတာပဲဘယ်ကိုရောက်လို့ရောက်လာမှန်းလည်းတော့မသိဘူးဒလာဘက်တော့ရောက်လာပြီ ဒလား နိုင်စီကကိုကြီးကျွန်တော်သိတယ်ကိုကြီးပြောနိုင်တယ် နိုင်တင်ပြောက်သွားပြီ မဟုတ်ရှိတယ်မပြောက်မပြောက်ဘူးရှိတယ်လာကျွန်တော်ဟိုစိတ်ကန်းနေပဲကူးတာဆိုတော့ဒီဘက်ဒီတိတ်မသိဘူး ကျွန်တော်လည်းဒီဘက်သိပြီဟောပါသွားကြည့်မယ်ဗျာ ဟုတ် ဟုတ်စီရတော့ပြန်ကြမှာအဆင်ပြေလို့ထည့်လိုက်တော့ အဲ့ဒါကိုဟိုဘက်ဈေးဖြစ်မယ်ကိုပြန်ဝိုက်ဒါမဟုတ်တော့ ထွက်မယ်တရားကိုပြန်တက်တော့မယ်လေ ဟောဟုတ်တယ်လေဟုတ်တယ်နော်ရအော် 1B bus stand နေလည်းတွေ့တယ် ရှိတယ်ဝိုင်းပြည့်တွေပြေးပါတယ်အခုမှဟိုမှာဒလားမျိုးရောက်တာဟိုမှာဒလားဆိုင်မဟုတ်ဘူး ဘာမှလည်းတရားမျိုး ဟိုမှာဒလားဆိုင်မဟုတ်ဘူးဟိုမှာခရမ်းရောက် ခဲအောင်ကဲကျွန်တော်ဒလားဆိုင်ဖို့ဒလားဆိုင်ဖို့တင်ညာရိုက်တယ် ဒလားဆိုင်မဟုတ်သေးချာရိုက်ပြမယ်နော် ဟုတ်လားဘုန်းကြီးကျောင်းနဲ့ဆိုင်ဖို့နဲ့မားတယ်ကျွန်တော်တို့ဒီ YB ရဲ့နောက်ကနေပတ်ပြီးကိုယ်မယ်ကွာဒလားမျိုးအခုရိုက်တဲ့ဗီဒီယိုပိုင်းလေးက12မိနစ်နဲ့26စက္ကန့်ဇာဖြစ်တယ်ဒါကျွန်တော်ကအရန်ရှေ့သွားမှာဆိုလို့ပေါ့နော်မိတ်ဆွေတို့လည်းကြည့်ရတာပေါ့နော်အင်တာနက်ဖိုးတွေအခက်အခဲတွေဖြစ်သွားမှာဆိုလို့တော့အပိုင်း1အနေနဲ့ထားပြီးအပိုင်း1တရားအပြန်ကိုဆက်လက်ကျွန်တော်တင်ပြမယ်မိတ်ဆွေတို့အပိုင်း1ဆက်လက်ကြည့်ကြပါဦး